အဲ့ဒီနေ့ကပင်လယ်ပြင်ကျဲကြီးထဲမှာကွန်တိန်နာတစ်တာပြက်ကြီးတစ်ခုနဲ့တူမျောပါနေတဲ့မိခင်ဖြစ်သူဟာသူမရဲ့ကလေးငယ်အသုံးပြုထားတဲ့အနှီးကိုဖြုတ်ယူပြီးဘာမှစဉ်းစားမနေပဲပင်လယ်ထဲကိုပစ်ချလိုက်ပါတယ်မထင်မှတ်ပဲအဲ့ဒီအနှီးရဲ့ပြင်းထန်တဲ့အနံ့အသက်ကြောင့်ငါးအုပ်ကြီးဟာရုတ်တရက်အုံထိုင်ရောက်ရှိလာခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့အချိန်မှာပဲမိခင်ရဲ့ရင်ထဲမှာရှင်တန်ခွင့်ရတော့မယ်ဆိုတဲ့မျှော်လင့်ချက်အလင်းတန်းလေးစတင်ထွန်းလင်းလာခဲ့ပါတော့တယ်သူမဟာကွန်တိန်နာထဲကဝက်ဦးလက်တစ်ချောင်းကိုအသုံးပြုပြီးငါးဖမ်းဖို့လှမ်းဖြစ်ဟန်ဆောင်လုတ်ကင်ခဲ့ပေမဲ့အချိန်ချင်းစူးစမ်းတော့လဲနီးစနစ်မရှိတာကြောင့်ငါးတကောင်မှမမိခဲ့ပါဘူးရက်ပေါင်းများစွာအငတ်ငတ်အပြက်ပြက်နဲ့အာရင်ကုန်ခန်းမှုတွေကြောင့်သူမဟာနောက်ဆုံးမှာတော့ကွန်တိန်နာတစ်တာကြီးရဲ့အပေါ်ရမျက်နှာပြင်ပေါ်မှာတင်မူးလဲကျသွားခဲ့ရရှာပါတယ်သူမတယောက်ဘဝကိုအရှုံးပေးဖို့ပြင်နေတဲ့အချိန်မှာပဲကောင်းကင်ရအထက်ကနေလေရင်ပြန်တစည်းဖြတ်ပြန်တန်းသွားတာကိုတွေးလိုက်ရလို့မျောလင်းချက်တွေတကြော့ပြန်ရှင်တန်လာခဲ့ပြန်ပါတယ်။သူမဟာကွန်တိန်နာထဲကိုအပြေးလွှားပြန်ဝင်ပြီးပျက်စီးနေတဲ့ TV ဖန်သားပြင်ကဖန်ခွဲဆက်တစ်ချောင်းကိုကောက်ယူကာကွန်တိန်နာအမိုးပေါ်ပြန်တက်ပြီးလေရင်စီကိုနေအောင်ပြန်ဟက်ကာအချက်ပြဖို့အသေးအတန်စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့လေရင်ကြီးကတော့သူမကိုမမြင်ပဲဝေးရကိုပြန်တန်းသွားခဲ့ပါပြီးအဲ့ဒီအချိန်မှာပဲသူမရဲ့မျက်လုံးဟာနှက်ချက်ကျိုးခွေကြီးတစ်ခုစီကိုရောက်ရှိသွားပါတယ်။သူမရဲ့အုံနောက်ထဲမှာထူးခြားတဲ့အကြံဉာဏ်တစ်ခုချက်ချင်းလက်ခနဲ့ပေါ်လာခဲ့ပါတယ်။သူမဟာအဲ့ဒီနှစ်ချက်ကျိုးတွေကိုအသုံးပြုပြီးရိုးရှင်းတဲ့ငါးဖမ်းပိုက်ကွန်တစ်ခုကိုအတက်နိုင်ဆုံးရက်လုတ်လိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့သူမဟာအဲ့ဒီနှစ်ချက်ကျိုးပိုက်ကွန်ကိုပင်လယ်ထဲချပြီးအထဲမှာကလေးရဲ့အနှီးကိုငါးစာအဖြစ်ထည့်ပေးလိုက်ပါတယ်။မကြခင်မှာပဲပြင်းထန်တဲ့အနံ့ကြောင့်ငါးတွေထပ်မံစုဝေးလာတဲ့အချိန်မှာသူမဟာအခွင့်ကောင်းကိုအရယူပြီးပိုက်ကွန်ကိုဆွဲတင်လိုက်ရငါးချို့ကိုအောင်မြင်စွာဖမ်းဆီးရမိသွားပါတော့တယ်။ရက်ပေါင်းများစွာငတ်မှုနေခဲ့တဲ့မိခင်တဲ့ကလေးဟာနောက်ဆုံးတော့စားစရာရရှိသွားခဲ့ပါပြီ။နောက်ရက်တွေမှာလည်းသူမဟာဒီငါဖမ်းနီးလန်းနဲ့ပဲအစားအစာပြဿနာကိုယာယီဖြေရှင်းခဲ့ပေမဲ့ကွန်တိန်နာထဲကရေမျက်နှာပြင်ဟာတဖြည်းဖြည်းမြင့်တက်လာနေခဲ့ပါတယ်မကြခင်မှာဒီတစ်တာကြီးဟာသူတို့သားမိကိုပင်လယ်ရေအောက်ခြေအထိဆွဲနစ်တော့မယ်ဆိုတာသူမသိနေပါတယ်ဒါကြောင့်အမြန်ဆုံးကယ်ဆယ်ရအောင်သူမဟာစက်ကူပေါ်မှာ SOS ဆိုတဲ့အရေးပေါ်အကူအညီတောင်းခံစာရေးသားပြီးပလတ်စတစ်ဘူးထဲထည့်ကာတနေ့နေ့မှာလူတွေ့ပါစေတော့ဆိုတဲ့မျှော်လင့်ချက်နဲ့ပင်လယ်ထဲမျောလိုက်ပါတယ်ဒါပေမဲ့10ရက်ကျော်သွားတဲ့အထိပင်လယ်ပြင်ကြီးဟာဘာတော့ပြန်မှုမှမရှိပဲတိတ်ဆိတ်နေခဲ့ပါတယ်ပိုပြီးဆိုးတာကရေရှိစိန်ထားရတာကြောင့်ကွန်တိန်နာတွေကရေစင်းဟာအရေးကြီးတဲ့အမှတ်အသားအထိရောက်လာပြီးသူတို့သားမိအိတ်ဆက်နာကိုတဲ့နေရာလေးပါလုံးဝရေမြုပ်သွားခဲ့ရပါတယ်။သူမလည်းမတက်တာတဲ့အစုံကလေးကိုပွေ့ချပြီးကွန်တိန်နာမိုးပေါ်ကိုပဲတက်နေခဲ့ရပါတယ်။ဒါပေမဲ့ဒါဟာရေရှိဖြည့်ရှင်းချက်မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ကွန်တိန်နာကြီးတစ်ခုလုံးဟာအချိန်မရွေးပင်လယ်အောက်ခြေကိုမလွဲမသွေနစ်မြုပ်တော့မှဖြစ်လို့ပါပဲ။သူမဘလို့ရှင်တန်ရမလဲလို့တွေးတောနေတဲ့အချိန်မှာပဲဇင်ရောင်ငှက်တကောင်ဟာကွန်တိန်နာပေါ်ကိုရုတ်တရက်လာနာပါတယ်။သူမဟာအလွန်အံ့ဩဝမ်းသာသွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ဇင်ရောင်ငှက်ရှိရင်ကုန်းမြင်နဲ့မဝေးတော့ဘူးဆိုတဲ့အတိတ်ပဲမို့လို့ပါပဲ။ဒါပေမဲ့ညဘက်ရောက်တဲ့အခါမှာတော့ကန်ဆိုးစွာနဲ့ပဲပြင်းထန်လာတဲ့မုန်တိုင်းဆိုးကြီးကြားရောက်လာပြီးအေယာမလိုင်းလုံးကြီးကကွန်တိန်နာကြီးကိုတဆတ်စီဝါမျိုးဖြက်စီးပစ်လိုက်ပါတော့တယ်။မိခင်ဖြစ်သူဟာရေအောက်ထဲကနေအစွမ်းကုန်ရုံးကန်ပြီးရေပြင်ပေါ်ပြန်တက်လာနိုင်ခဲ့ပေမဲ့ကန်ဆိုးစွာနဲ့ပဲသူမရဲ့သမီးငယ်လေးနဲ့ကွဲကွာသွားခဲ့ရပါတယ်။သူမဟာသမီးလေးရဲ့နာမည်ကိုအော်ခေါ်ရင်းအတန်ကြားရောက်ကိုလိုက်ရှာနေတဲ့အချိန်မှာပဲသူမရဲ့ရှစ်တက်တဲ့စီကိုအေယာမဝေလာငါးကြီးတကောင်ဟာဖြင်းချင်းစွာကူးခတ်လာပါတော့တဲ့မိခင်ဖြစ်သူဟာကြောက်လန့်တကြားနဲ့ဝေးရာကိုပြေးဖို့ပြင်ပေမဲ့ဝေလာငါးကြီးဟာရန်ပြူဖို့လာတာမဟုတ်ပါဘူးသူဟာကလေးငယ်လေးတင်ဆောင်ထားတဲ့လှငယ်လေးစီကိုတက်တက်ကူးသွားပြီးအဲ့ဒီလေလေးပေါ်ကိုရေပန်းလေးအသားရမှုတ်ထုတ်ပေးလိုက်ပါတယ်အေးဆက်တဲ့ရေတံကြောင့်ကလေးငယ်လေးဟာရုတ်တရက်ဝါခနဲ့အကျယ်ကြီးငိုယိုလိုက်တဲ့အခါမိခင်ဖြစ်သူဟာသမီးလေးရဲ့အတန်ကိုချက်ချင်းကြားသွားပြီးအစွမ်းကုန်အပြင်းထန်ကူးခတ်သွားပါတော့တယ်မကြခင်မှာပဲသမီးလေးကိုပြန်လဲရှာတွေ့ခဲ့ပါတယ်အေးဆက်လာတဲ့ပင်လယ်ရေထဲမှာတညလုံးမျောပါခဲ့ရတာကြောင့်မိခင်ဖြစ်သူဟာတတိလစ်လူနီးပါးဖြစ်လာခဲ့ပါပြီသူမဟာသမီးလေးရဲ့လက်ခုပ်ကလေးကိုကင်ပြီးဒါဟာနောက်ဆုံးနှုတ်ဆက်ခြင်းပဲလို့တွေးကသူမမှာကြန့်ရှိနေတဲ့နောက်ဆုံးအားအင်ကိုတုံးပြီးကြံခဲ့တဲ့ငါးသားတုံးတွေကိုပင်လယ်ထဲကိုကျဲပက်လိုက်ပါတယ်အစားအစာရှာဖွေနေတဲ့ဇင်ရောင်ငှက်တွေကိုဆွဲဆောင်ဖို့ကြိုးစားလိုက်တာပါမိနစ်ပိုင်းတွင်းမှာပဲဇင်ရောင်ငှက်အကောင်ပေါင်းများစွာဟာသူမတို့ရဲ့ကောင်းကင်ရံအထက်မှာဝဲပြန်နေခဲ့ကြပါတယ်မကြခင်မှာပဲအဲ့ဒီနားကဖြတ်မောင်းလာတဲ့တငါးလေးတစ်စီးကဇင်ရောင်ငှက်တွေစုဝေးနေတာကိုထူးဆန်းစွာသတိပြုမိသွားပါတယ်သူတို့ဟာလမ်းကြောင်းပြောင်းပြီးငှက်တွေရှိရာစီလာခဲ့ကြရာကနေလှေငယ်လေးကိုတွေ့ရှိသွားပြီးကလေးငယ်ကိုအရင်ဆုံးကယ်တင်လိုက်ပါတယ်ဒါပေမဲ့ကလေးလေးမှာကျိုးတစ်ချောင်းချီထားတာကိုထူးဆန်းစွာတွေ့ရတာကြောင့်အဲ့ဒီကျိုးကိုအားကုန်ဆွဲတင်လိုက်တဲ့အခါမှာတော့ပင်လယ်ထဲမှာမျောနေတဲ့မိခင်ဖြစ်သူကိုပါလှေပေါ်ကိုအောင်မြင်စွာဆွဲတင်နိုင်ခဲ့ပါတော့တယ်တန်ငါတွေဟာမိခင်ဖြစ်သူကိုအရေးပေါ်အသက်ရှူသွင်းနည်းတွေနဲ့အစွမ်းကုန်ကယ်တင်ပေမဲ့သူမဟာရေထဲမှာကြာရှည်နေခဲ့ရတာကြောင့်ဘာမှမလုပ်ရှာပဲတေဆုံးလူမိဘငြိမ်သက်နေခဲ့ပါတယ်တန်ငါတွေစိတ်ပြအားငယ်နေတဲ့အချိန်မှာပဲဘေးနားကကောင်မလေးရဲ့အားနည်းလာတဲ့ငိုတန်လေးထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီသမီးလေးရဲ့အသက်ရှူတန်ငိုတန်လေးကပဲတေလူမျိုးပါဖြစ်နေတဲ့မိခင်ကြီးကိုမယုံနိုင်စရာကောင်းလောက်အောင်တတိပြန်လဲရရှိစေခဲ့ပါတယ်။သူမဟာလှေနံရံကိုမိပြီးအိပ်ပျော်နေတဲ့သမီးလေးကိုကြည်ရင်ကျေပြောလာတဲ့ပင်လယ်ကြီးကိုငေးမောကဝမ်းတာလုံးလို့မျက်ရည်တွေစီးကျလာခဲ့ပါတော့တယ်။အခုချိန်မှာတော့တဘာဝတရားကြီးကိုယ်တိုင်ဟာဒီမိခင်ရဲ့မဟာဆန်လာတဲ့မေတ္တာဆွမ်းပကားရှိမှဒူးထောက်ရှုံးပေးသွားခဲ့ရပါပြီ။